အားလုံးပဲမင်္ဂလာပါရှင်เนาะဒီနေ့ကကြတော့6ရက်နေ့3လပိုင်း2026ပေါ့เนาะညီမတို့ရဲ့ရွှေပြောင်းမြန်မာအလုပ်သမားတွေအတွက် CI တရိုက်ပို့တက်ပေါ့เนาะ CI ရုံးကိုသွားမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ကြည့်ခဲ့ကြအောင်เนาะခင်ဗျားဒီနေ့ပေါ့နော်ဒီတော့လက်ဖောင်းရုံကနေပြီးတော့ဒုတိယမြောက်အနေနဲ့ပေါ့နော် CI စင်တာကိုသွားပြီးတော့ CI လာလောက်သွားလောက်ပေးတာဖြစ်ပါတယ်ခင်ဗျာနော်ဒါကကျတော့ဒုတိယမြောက်အတော့အနေနဲ့ဖြစ်ပါတယ်တကယ်လို့ CI စာအုပ်တွေထပ်ပြီးတော့လောက်ရှင်တဲ့သူတွေစီလို့ရှိရင်လည်းကျွန်တော်တို့ရုံကိုဆက်တယ်လို့ရတယ်တကယ်လို့ဟိုဘက်ကိုရောက်တဲ့အခါပေါ့နော်ဘလို့မျိုးတွေရှိမလဲဆိုတာကိုဆက်ပြီးတော့လိုက်ကြည့်ပေးအောင်နော်ဒါကကျတော့ဒီမှာကျွန်တော်တို့ရောင်းရဲဟိုအလုပ်သွားတဲ့ customer တွေကိုလိုက်ပို့ပေးတာဖြစ်ပါတယ်ခင်ဗျာမိုးပေါ့နော်ဒီတဲကပေါ့နော်ပြီးခဲ့တဲ့နှစ်ကဘတ်တင်ထားတဲ့သူတွေစီးနေသေးတယ်ပေါ့နော်စာအုပ်မလောက်ရသေးတဲ့သူတွေစီးနေသေးတယ်ဆိုလို့ရှိရင်တော့ငယ်တို့လာပြီးတော့ဆက်သွယ်ပြီးတော့ပေါ့နော် CI စာအုပ်လာပြီးတော့လုပ်လို့ရပါတယ်ရှင်ကျေးဇူးပါဟုတ်ကဲ့ပါနော်အခုဆရာကကြာလာပြီးပြပြသွားပါနော်